الحمد لله نحمده ونستعينه ونستغفره ونؤمن به ونتوكل عليه ونعوذ بالله من شرور أنفسنا ومن سيئات أعمالنا من يهده الله فلا مضل له ومن يضلله فلا هادي له ونشهد أن لا إله إلا الله وحده لا شريك له وأشهد أن سيدنا ونبينا وحبيبنا ومولانا محمدا عبده ورسوله أرسله بالحق بشيرا ونذيرا سبحانك لا علم لنا إلا ما علمتنا إنك أنت العليم الحكيم فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم يا أيها الذين آمنوا قوا أنفسكم وأهليكم نارا وقودها الناس والحجارة لذات قالنا مسلمين يوم يحكمها توجع أبدأها كنين شاشا آلون قيل يا باري توجع نيما ترون نميا بقولها فذا يبقى آيون سيدي إلا وجيجي آبين لاني يواري ما هو ديني توجع نيسراو قولن ديه ကျမ်းပညာရှင်တွေကတတိပေးစကားပြောတယ်တောက်ကြနေ့ကိုအခရက်သွားတဲ့ခြေလမ်းဖြစ်တတ်မှာပါတဲ့ဒီတောက်ကြနဲ့နောက်တောက်ကြတလန်းနောက်တောက်ကြနဲ့နောက်တောက်ကြတလန်းဒီလိုလမ်းရင်းနဲ့တောက်ကြတွေစုံရင်းနဲ့တောက်ကြတစ်ခုမှကယာမတ်ဖြစ်သွားမယ်ကဘာပြတ်သွားလိမ့်ဒီတောက်ကြနေ့ပဲဒီကဘာကြီးပြတ်သွားမှဒီနေစီမံကိန်းလစီမံကိန်းငက်ခတ်စီမံကိန်းဂျိုးစီမံကိန်းအဟိတရိစ္ဆာန်ရဲ့စီမံကိန်းနဲ့အင်ဆန်မလုတ်ကလူသားတွေရဲ့စီမံကိန်းအလုံးဖြတ်သိမ်းလိုက်မှလားအဲ့တော့တောက်ကြကိုခြေလမ်းလှုပ်သွားရင်ဘာလုပ်ရမလဲတဲ့ဟိုဘက်တောက်ကြနဲ့ဒီဘက်ကြောက်ကြတယ်မှာကိုဘဝအခြေအနေဘယ်လိုရှိလဲဆိုတော့ဆန်းစစ်တဲ့အကျင့်လုပ်ပါတဲ့ဟိုတောက်ကြနဲ့ဒီကြောက်ကြမှာငါဘဝမှာငရဲဘယ်လောက်ရှိတော့ဟိုဘက်တောက်ကြများသလားဒီဘက်တောက်ကြများသလားဒီလိုကြည့်လာတဲ့အခါကျရင်များတာဆိုရင်ကြာရင်ရှက်ပြီးတော့ရှော့ခြင်းနဲ့စိတ်ပေါ်လာမယ်တဲ့ဒါနဲ့ငါဘဝဟာငရဲကြီးပဲမောင်နာရှက်ပါလီခါနီတခင်ကြီးမှာလူတယောက်ခံကာကိုရောက်လာတယ်အယက်ကမတခင်ကြီးကိုပြောတယ်တခင်ကြီးကကျွန်တော်မူရစ်ခံယူမယ်ဒါပေမဲ့ကျွန်တော်ကစီကံတတ်မှမယ်တခင်ကြီးကမတတ်မှနဲ့တခင်ကြီးတို့ကြည့်တယ်ဒီလိုဘေဘကိုပီရကစရင်မတတ်မှရဘူးမူရစ်ကတတ်မှမယ်တဲ့စီကံတခင်ကြီးကပြောလိုက်တာချပိုက်ဒီလိုမျိုးနဲ့နည်းနည်းဆက်ဆံကြည့်လိုက်မယ်အေးတတ်မှရတယ်ပြီးတော့ငါလည်းတတ်မှကျွန်တော်ပြီးခင်ဗျားလည်းတတ်မှတယ်ရတယ်အဲကမင်းစီကအရင်ပြောကျွန်တော်စီကအရက်လုံးဝမလုပ်ဘူးမူရစ်လုပ်မယ်ခမည်းမိုးရစ်လုပ်ငန်းမှာအရက်သမားတယောက်အတွက်နေရာရှိလားမရှိဘူးလားပြောအရက်တော့မဖြတ်နိုင်ဘူးကြောခမည်းလုပ်ငန်းလည်းသဘောကျဒီသက်မိုးရစ်လည်းဖြစ်ချင်တယ်ကျန်တာအကုန်လိုက်လုပ်မယ်ဖတ်ခိုင်းဖတ်မယ်ရွတ်ခိုင်းရွတ်မယ်ပေးခိုင်းပေးမယ်ယူခိုင်းယူမယ်ဒါပေမဲ့အရက်တော့မဖြတ်ဘူးတခင်ကြီးကလည်းပြောတယ်ကောင်းဒါဆိုလည်းငါမင်းစီကံပြီးလားပြီးပြီငါစီကံနာတော့မင်းဘာလုပ်မလဲဘာမှမဖတ်နိုင်မယ်အစနမကလေးကြားထဲမှာလာပြီးတော့အရက်ဘယ်လောက်ဖိုးတောက်လဲဘယ်နှပလင်းတောက်လဲအဲ့ဒါလေးပဲလာပြောပြီးပြန်ဟာတလောက်ဆိုရတာဗောတဲ့တောက်တဲ့နောက်တော့လုပ်ရင်ခံရတောက်တဲ့နောက်တော့ပြောရရမယ်ကျွန်တော်ပြောတဲ့စကားမျိုးပေါ့အဲ့ဒီလူမိုက်လည်းပြောတယ်အဲ့တော့အဆာဘီလူတွေလာရင်သူတို့ဝဇိုင်းအကြောင်းပြောတယ်သူတို့ရဲ့ကြိုက်ပြက်အကြောင်းပြောတယ်ဒီကောင်တယောက်ပဲအရက်ဒီနေ့နှစ်ပလင်းတောက်တယ်ရှစ်ကြကြသုံးပလင်းတောက်တယ်12ကြကြဒီနေ့တော့ဝင်ငွေနည်းလို့နှစ်ပလင်းမဲ့တောက်တယ်တစ်ပလင်းမဲ့တောက်တယ်တရားတွေပြောနေရက်ကြတော့သူ့အတန်ကိုသူပြန်ရှက်လာတယ်သူ့ကိုတွန်းနာမဲ့ကာစင်နဲ့သူ့ကိုသူပြောတယ်ကာစင်မင်းပေါ်မှာခொဒါလာနဲ့လူတွေလာရင်ဒီမှာတဇဘီအကြောင်းပြောတယ်ဟမ်ဒအကြောင်းပြောတယ်ဇစ်ကရအကြောင်းပြောတယ်ဖိကရအကြောင်းပြောတယ်မင်းဒီကောင်လည်းအရေးအကြောင်းပြောတဲ့ကောင်ရှိတယ်သူ့ကိုသူလာနဲ့ပို့ပြီးတော့သုံးပြလဲဒီနေ့အစမတောက်တော့ဘူးလေ3ရက်4ရက်လာတယ်ဘာတည်းမှမပြောဒီတိုင်းထိုင်ပြီးပြန်တယ်မောင်လာသန်တွေကမင်းစီးဖောက်တယ်နေ့ရက်20ကြတခင်ကြီးရဲ့အဲ့ဒီဟာပဲကျွန်တော်မပြောတော့မတောက်လည်းမတောက်တော့ဘူးလေကျွန်တော်သူ့ပြောတာမင်းအရက်စရင်ပေးရမှာဘာကြောင့်မပေးတော့3ရက်ရှိပြီသူပြောတာအရက်တောက်တဲ့အလုပ်ဖြတ်ပလိုက်လို့တဲ့သူကသူပြတ်သွားတယ်ဘာကြောင့်လဲဒီထိုင်ဝိုင်းမှာသွားပြီးတော့သူပြောတဲ့စကားသူ့စကားပဲအရက်2ချက်ဖိုးတောက်တယ်10ချက်ဖိုးတောက်တယ်ဒဂါလန်တောက်တယ်ဒပလင်းတောက်တယ်နှစ်ပလင်းတောက်တယ်ပြောရင်သူ့အတန်နဲ့သူပဲရှက်သွားတယ်ဒီအတွက်စကားအကောင်းတွေပြောတဲ့အကျင့်လုပ်ပါတယ်ကျွန်တော်တို့အယုတ်ရှင်ကြီးပဲထိုင်ကြည့်တဲ့လူများတယ် TV တော်တနေ့ကတော့အဖေလုပ်တဲ့လူကသမီးကိုဆုံးမတယ်အခွေကောင်းကောင်းလေးတွေကြည့်ပြီးတော့ထည့်ပြီးတော့အိမ်မှာလည်းနေပြင်မသွားနဲ့တဲ့အဖေကဆုံးမနေတာသမီးတယောက်ကိုအခွေကောင်းကောင်းလေးတွေအဲ့တော့အချိန်ရှိတဲ့ဇိမ်နဲ့ငရဲလောက်လာတာနေခေါင်းထဲမှာငရဲလွှမ်းမိုးနေ
ဒီတဲ့အိမ်ဟာနဲ့ဆက်ဆက်နေတာအကုန်လုပ်ချင်တယ်ဟိုအရက်သမားကောင်းတဲ့ပတ်ဝန်းကျင်မှာအရက်စရင်လာပေးတာပေးနဲ့အရက်အကျဉ်းပြောက်သွားတယ်ကျွန်တော်တို့ကငရဲလောကမှာထိုင်ပြီးနေတဲ့အတွက်ကောင်းတဲ့အကျင့်တွေကျွန်တော်တို့ရှိမှပျောက်ဖို့အန္တရာယ်ဝင်နေရှေ့စတာဒီအမေရှိတယ်ဆောဘတေစာလေးတိုရာစာလေးကိုနဲ့ကောင်းတဲ့အတိုင်းဝိုင်းနဲ့အတင်ကောင်းသွားမယ်ကျွန်တော်တို့အိမ်ရဲ့အတိုင်းဝိုင်းဟာပဲရတယ်ကိုဇနီးကိုတာကိုသမီးရက်ကွက်ကပလီမတွယ်လီစမိတ်ဆွေအတိုင်းဝိုင်းအတင်ပင်ရှိတယ်မှတ်နဲ့ဒါပေမဲ့သူတို့နဲ့ဘယ်နှမိနစ်နေတယ်4မိနစ်5မိနစ်10မိနစ်နိုင်ခွဲတနာရီဒါပဲအများဆုံးအချိန်ဘယ်လိုလဲဖုန်းလဲတနေ့9နာရီ4နာရီလောက် TV နဲ့ပြုံးတယ်ဟိုထဲကအုပ်စုကလည်းကိုစောဘတ်ပဲကိုအဖော်တွေပဲဘော်ဒါတွေပဲဟိုကကောင်မတွေရောကောင်တွေရောအဲ့တော့စောဘတ်ကအစရဖြစ်ရင်ဒီ9မိနစ်10မိနစ်စောဘတ်ကအစရဖြစ်မှာလား9နာရီ4နာရီစောဘတ်ကအစရဖြစ်မှာလားအလ္လာဟ်ရှင်မွတ်စလမန်တွေကိုတိတ်ပန်ကြီးကြကြစဉ်းစားတဲ့အကျင့်လို့ဒါ2000ရာစု20ရာစု2000ခုနှစ်ကွန်ပျူတာသုံးနေတဲ့ခေတ်အံ့ဖွယ်ကောင်းတဲ့ပစ္စည်းတွေကျင့်နေတဲ့ခေတ်ဒီခေတ်မှာလည်းပဲဘာသာရေးလုပ်ငန်းကိုဒုံရင်ဆက်သွားရင်ကျွန်တော်တို့ကအံ့ဖွယ်ပစ္စည်းဖြစ်သွားမယ်အိန္ဒိယနိုင်ငံမှာစိတ်တယောက်ကအာဏာရဖို့အတွက်ကိုညီမလေးကိုအင်္ဂလိပ်တာဝန်ခံနေနဲ့သွားလာခွင့်ပြုလိုက်မွတ်စလင်မလေးတယောက်ကသူနဲ့တွေ့တဲ့အခါကျတော့သူပြောပြဟေးငါတို့အကိုတေးမှငါတို့အစ္စတ်သူများလက်ထိုးလို့ရတာမင်းကအကိုပြောင်ကြီးထားပြီးတော့ဘေးဆက်ဖြစ်နေကျွန်တော်တို့ကဒီလိုလူမျိုးကျွန်တော်တို့ရှိရကာလပတ်လုံးကျွန်တော်တို့ဇနီးသားသမီးတွေဘေးဆက်ဖြစ်ဖို့အကြောင်းမရှိဒါပေမဲ့ကျွန်တော်တို့ကကျွန်တော်မဟုတ်တဲ့အခါကျရင်ကျွန်တော်တို့ရှေ့မှာသူတို့ဘေးဆက်ဖြစ်တယ်လေသူနာရဟာမိုင်းလာတာဒီကနေ့ကျွန်တော်အကြောင်းအရာတစ်ခုသတိရတာကိုပြောခြင်းတယ်ဒါပေမဲ့ဖတ်လိုက်တဲ့အာယတ်ကဒီဘက်ကိုလည်းမီးမောင်းထိုးတဲ့အတွက်စောဘတ်အကြောင်းကိုလည်းပြောလိုက်ကိုယ်တိုင်ကြက်မြတ်မှာအလ္လာဟ်ရှင်တတိပြေးစကားပြောတယ်အီမန်ရှင်လို့တဲ့ကာဖာတွေကိုမပြောမွတ်စလမန်တွေကိုပြောတာယာယူဟ်လဇီနာအာမနူအီမန်ရှင်လို့အီမန်ယူထားတဲ့ပုဂ္ဂိုလ်တို့အိုမွတ်စလမန်အပေါင်းတို့အစ်လုပ်တဲ့ပုဂ္ဂိုလ်ရမဒန်နဲ့တက်ဆိုင်တဲ့ပုဂ္ဂိုလ်ကုရ်အာန်နဲ့တက်ဆိုင်တဲ့ပုဂ္ဂိုလ်ရဆူလ်နဲ့တက်ဆိုင်တဲ့ဆိုတဲ့ပုဂ္ဂိုလ်ပလီနဲ့တက်ဆိုင်တဲ့ဆိုတဲ့ပုဂ္ဂိုလ်အာမနူထဲမှာအကုန်ပါတယ်ကယာမတ်ကိုလက်ခံထားတဲ့ပုဂ္ဂိုလ်ကဘရအဇာဘ်ကိုလက်ခံထားတဲ့ပုဂ္ဂိုလ်ဟရှရ်ရှိတယ်ဆိုတာကိုယုံကြည်တဲ့ပုဂ္ဂိုလ်ဂျရာမန်ကာဒဘီကိုနဲ့အတူတူရှိတယ်လို့မှတ်ထားတဲ့ပုဂ္ဂိုလ်ယာယုလဇီနာအာမနူပဲတာကုအန်ဖုဆကုမ်အလ္လာဟ်ရှင်တတိပေးစကားပြောတယ်မိမိကိုလည်းမိမိဂျဟန္နမ်ရဲ့မီးနဲ့ကဲပါဝါအဟလီကွမ်အတ္တဇနီးသားသမီးမိတ်ဆွေအတိုင်းပိုင်းသားရင်းတွေကိုလည်းကဲပါတဲ့ကဲပါလို့ဘာကြောင့်သုံးလို့ခလေးလေးတော့ယဉ်နစ်တော့မဲဆိုသူအော်တယ်ကဲပါဗျို့ယဉ်နစ်ပြီးသေသွားမှကြောက်ကဲပါ rescue ကဲတာဒီထဲမှာသွားတော့မယ်ဆိုရင်မိလောင်နေလေအထဲမှာတယောက်ပိတ်ပြီးသူလည်းအော်တယ်ကဲပါဗျို့မကြောက် help ဒါနမြတ်မိရဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုရင်အဲ့ဒီမိကိုကြဖို့အလုပ်တစ်ခုခုလုပ်မိရင်အဲ့ဒီမိမှာအဲ့ဒီလူကမတိပဲသွားနေရင်လည်းသူ့ကိုကယ်ဖို့တာဝန်ရှိတယ်တမင်တက်သွားနေရင်လည်းကယ်ဖို့တာဝန်ရှိလူမှာအဲ့ဒီကယ်ပါလို့သူပြောပြီးတော့အလ္လာဟ်ရှင်တတိပေးစကားပြောတယ်မိရနေကာကွယ်ပါမိတ်ဆွေသားချင်းများခင်ဗျာဒီနေ့အိမ်တိုင်းမှာထိုင်ဝိုင်းနေရှိတယ်မွတ်စလင်အိမ်100မှာ60 90လောက်မှာ TV ရဲ့ထိုင်ဝိုင်းရှိတယ်ညတိုင်းရှိအဲ့ဒီကောင်တော်တော်အစ္စတ်နဲ့ထားတဲ့အိမ်မှာဘောကာနဲ့ဘာနဲ့ညာနဲ့ပါရဒါနဲ့ပေါ်လင်းနဲ့အမွေးကြိုင်နဲ့ကုရ်အာန်ကိုတော့ဒီလောက်အစ္စတ်မလုပ်ဘူးကုရ်အာန်စင်ကို9000နဲ့ပေးဝယ်တဲ့လူမာရှာအလ္လာဟ်ရှိမယ်ဆိုရင်ကယာမတ်မလာသေးဘူး3000လန် TV စင်ရှိတယ်သိန်းလန် TV စင်ရှိတယ်ဂျဟန္နမ်ပို့မဲ့ပစ္စည်းကုရ်အာန်ကဂျန်နတ်ပို့မဲ့ပစ္စည်းကျွန်တော်တို့ဆက်ဆက်နေတာတော်တော်ကွာနေအဲ့ဒီထိုင်ဝိုင်းနေရှိကျွန်တော်တို့ဒီနေ့အဲ့ဒီထိုင်ဝိုင်းကိုမဖြုတ်နိုင်ရင်အဲ့ဒီမိတ်ဆွေကိုပြောတယ်နောက်ထိုင်ဝိုင်းတစ်ခုဘေးမှာလောက်ပါအောင်